ပတ်ဝန်းကျင်တစ်ခုဟာတိုးတက်ပြောင်းလဲခြင်းနဲ့အတူမြင့်မားတဲ့တန်ဖိုးနဲ့စိတ်သက်ခွန်အားတို့ကိုအချင်းချင်းမျှဝေပါတယ်2013ခုနှစ်ကတည်းကစတင်ခဲ့တဲ့စီပိုင်းဟာ HMA ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှာလွန်ခဲ့သော9နှစ်အတွင်းလျင်မြန်အောင်မြင်စွာရပ်တည်ခဲ့ပါတယ်စီးပွားရေးလုပ်ငန်းနေရာများနဲ့အရေးသွေးမြင့်အိမ်ယာပေါင်း2000ကျော်ကိုစီပိုင်းကုမ္ပဏီကအားကျိုးမှန်တဲ့တည်ဆောက်ပေးခဲ့ပါတယ်စီပိုင်းအနေနဲ့မြန်မာနိုင်ငံကိုနိုင်ငံတကာအဆင့်မီအရေးအသွေးအဓိကထားတဲ့ခေတ်မီမြို့ပြအဆောက်အဦတွေပေါ်ထွန်းလာဖို့ရည်မှန်းပါတယ်ဒါအပြင်နိုင်ငံရဲ့ဖွံ့ဖြိုးရေးလူမှုစီးပွားရေးတို့ကိုတိုးတက်မြင့်တင်စေမယ့်ပတ်ဝန်းကျင်အသစ်တည်ဆောက်သွားဖို့ကလည်းစီပိုင်းရဲ့တန်ဋိဌာန်ဖြစ်ပါတယ်မြန်ဆန်စွာကြီးထွားလာတဲ့မြို့ပြဖြစ်ထွန်းမှုအတွေ့နှစ်စဉ်အိမ်ခန်းပေါင်း1 သန်းကိုရန်ကုန်မြို့ကြီးကလိုအပ်နေပါတယ်စစ်ပိုင်ဟာအရေးအသွေးပြည့်ခေတ်မီအိမ်ယာအဆောက်အဦတွေစီးပွားရေးလုပ်ငန်းနေရာတွေနဲ့အတူလုံခြုံစိတ်ချမှုရှိသောလူမှုပတ်ဝန်းကျင်အသစ်ကိုပါဖန်တီးပေးအပ်နေခြင်းဖြစ်ပါတယ်စစ်ပိုင်ဟာအဆောက်အဦတွေကိုသာတည်ဆောက်နေတာမဟုတ်ဘဲစိတ်ချယုံကြည်မှုရှိမဲ့အနာဂတ်ပတ်ဝန်းကျင်များကိုပါဖန်တီးလိုက်ပါတယ်စစ်ပိုင်ကုမ္ပဏီရဲ့နိုင်ငံတကာအတွေ့အကြုံရှိပြည်တွင်းပြည်ပဝါရင့်ဒီဇိုင်နာများကဒီနှစ်ခေတ်လိုအပ်နေတဲ့အစဉ်အပြင်တွေတည်လွင်ထူးခြားတဲ့တီထွင်မှုဒီဇိုင်းတွေအစစ်မြင့်အရေးသွေးများနဲ့တူအနာဂတ်ရဲ့အဖို့ထိုက်တန်မှုကိုတင့်စီအရောက်ဆောင်ကျဉ်လာပါပြီစေပိုင်ရဲ့ဒီဇိုင်းတွေဟာဝယ်ယူသူ customer တွေရဲ့လုပ်ငန်းနယ်ပယ်သဘောတဘာဝလိုအပ်ချက်အတိုင်းစံတင်လက်ပမှုရှိစွာတီထွင်ဖန်တီးရေးဆွဲထားပါတယ်ဒီဇိုင်းကောင်းတစ်ခုဆိုတာအဆောက်အဦတစ်ခုကိုအမြင်ဆန်းသစ်စေုံသာမကနေ့ရက်တိုင်းကိုလည်းထူးခြားစေနိုင်စွမ်းရှိပါတယ်တည်လွင်တဲ့ဒီဇိုင်းတွေဟာနေရာတစ်ခုချင်းစီရဲ့ထူးခြားမှုနဲ့လူမှုအတိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုပုံစံကိုပါထင်ဟပ်စေပါတယ်အကောင်းဆုံးသောစိတ်ကူးစိတ်သန်းများကတည်းကအဓိကအချက်များလိုအပ်တဲ့အရာများအားလုံးအရောက်ပို့ဆောင်ပေးနိုင်ဖို့စေပိုင်ကလှုပ်ဆောင်ပါတယ်တင့်စီကိုထိရောက်တဲ့ဆောင်ရွက်မှုတွေကတည်းကတတ်နိုင်သမျှအကုန်ကျအသက်သာဆုံးအရေးသွေးပြည့်အစစ်မြင့်အဆောက်အဦတွေနဲ့စီးပွားရေးလုပ်ငန်းနေရာများပေးနိုင်ဖို့စေပိုင်ကကတိပြုပါတယ်အားပေးဝယ်ယူသူ customer များနဲ့ရေရှည်ဆက်ဆံရေးတည်ဆောက်ဖို့ဆိုတာအဓိကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဝယ်ယူသူတွေရဲ့နေထိုင်မှုပုံစံကစေပိုင်ရဲ့ရည်မှန်းချက်ဖြစ်ပါတယ်ရေရှည်ဆက်ဆံရေးဟာလူမှုပတ်ဝန်းကျင်အတွက်ဆုလက်တစ်ခုဖြစ်ပြီးစိတ်ကူးတွေကတဆင့်မိသားစုရွေးထွေးပျော်ရွှင်မှုနဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်ပါအကျိုးရှိစေမှာဖြစ်ပါတယ်အောင်မြင်တဲ့စွမ်းဆောင်မှုတိုင်းမှာကြီးကျယ်ခမ်းနားတဲ့သူတွေရှိပါတယ်စေပိုင်ရဲ့ဥက္ကဋ္ဌဦးမောင်ဝေဟာအလုပ်အကိုင်များဖန်တီးပေးရေးနဲ့ကဏ္ဍအသီးသီးစွမ်းဆောင်နိုင်ရည်မြင့်မားရေးတို့ကိုကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်များအဖြစ်သတ်မှတ်ပေးထားပါတယ်ဝန်ထမ်းကောင်းလုပ်ဖော်ကိုင်ဘက်ကောင်းခေါင်းဆောင်ကောင်းတို့ရဲ့အတွေ့အကြုံဗဟုသုတခွန်အားစီလုံးညီညွတ်မှုစ조사အားထုတ်မှုတွေနဲ့အတူစေပိုင်ကုမ္ပဏီဟာမြန်မာနိုင်ငံရဲ့ HMA လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာအောင်မြင်စွာဦးဆောင်ရပ်တည်လုပ်ကိုင်နေပါတယ်စေပိုင်ဟာအလုပ်ကိုင်အခွင့်အလမ်းကောင်းများစွာဖန်တီးနိုင်ခဲ့သလိုလူမှုရေးဝေဆောင်မှုအကူအညီများစွာကိုလည်းဆင်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီးပုံမူဖန်တီးကူညီနိုင်ရေးအတွက်လည်းအားထုတ်လျက်ရှိပါတယ်ဒီနေ့အထိစေပိုင်ဟာအလုပ်ကိုင်ပေါင်း11,000ကျော်နဲ့ကျပ်30ကျော်ကို CSR ခေါ် Corporate လူမှုတာဝန်ယူမှုအလုပ်များအတွက်ထူထောင်ခဲ့ပါတယ်အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့နောက်မှာပျော်ရွှင်စရာမိသားစုတွေရှိပါတယ်စံကျေသောစိတ်ကူးအိမ်မက်များနဲ့အတူမြန်မာပြည်သူတို့ရဲ့အနာဂတ်ဖွံ့ဖြိုးမှုကိုစေပိုင်ကဖန်တီးနေပါတယ်ပျော်ရွှင်စရာမိသားစုဘဝစိတ်ချယုံကြည်ရသောအနာဂတ်တို့ကိုစိတ်အားထက်သန်စွာတည်ဆောက်ကြပါစို့